မင်္ဂလာပါဒီနေ့ဆရာမတို့အင်္ဂလိပ်စာ Unit 7ကိုဆက်ပြီးတော့ဖတ်ပြမယ်နော်ရှေ့ဘက်မှာ Lessons 1 ပြီးပြီဒီနေ့တော့ Lessons 2ဆက်သွားမယ် Lessons 2 Letters of the week U V ဒီအပတ်ရဲ့စလုံးလေးတွေကတော့ U နဲ့ V ဖြစ်ပါတယ်တဲ့ Listen and say နားထောင်မယ်နားထောင်ပြီးရင်လိုက်ပြောကြည့်မယ်နော်ကဲဒီအောက်မှာ capital letter U နဲ့ small letter U U အကြီး U အသေးနော်အဲ့ဒါကိုဘယ်လိုရေးမှလဲရေးနည်းလေးပြထားတယ်အရင်ဆုံးဒီစလုံးကြီး U ကိုရေးတဲ့အခါမှာမြင်းလေးချောင်းအပေါ်ဆုံးမှာရှိတဲ့ဒီအနီရောင်မြင်းကနေမှအောက်ကိုဆွဲချမယ်အောက်ကအပြောင်မြင်းကိုထိအောင်ဆွဲပြီးတော့မှအပေါ်မြင်းအနီကိုပြန်ပြီးတော့ white တက်မယ်ဒါဒီ capital letter U U အကြီးပြီးတော့ဒီမှာ U အသေး U အသေးကိုလည်းဘယ်လိုရေးမှလဲဒီမှာအပြောင်ရောင်မြင်းထဲမှာပဲ U ကိုရေးရမယ်နော်ကဲဒီမှာဆွဲချမယ်ပြီးရင်ဆွဲတက်မယ်ပြီးတော့အပိတ်လေးတစ်ချက်ဆွဲမယ်ဒါဒီ small letter U ကဲပြီးရင်အောက်က U နဲ့စတဲ့စလုံးလေးလိုက်ကြည့်ရအောင် U M B R E L L A umbrella U M B R E L L A umbrella T U N C L E ankle U N C L E ankle ဦးလေးကဲပြီးဒီဘက်က V ရင်းနီးလေးတစ်ချက်ကြည့်မယ်နော် V ရင်းနီးလဲစောနာအတိုင်းနဲ့ capital letter V ကိုအပေါ်ကဒီမြင်းလေးချောင်းမှာရှိတဲ့အနီရောင်မြင်းကလေးကနေမှအပြာရောင်အောက်အပြာရောင်မြင်းအောက်အကြောင်းပေါ့နော်တစ်ချက်စုံစုံလေးဆွဲချမယ်ကဲပြီးရင်ဒီဘက်ချမ်းကိုလည်းအဲ့လိုပဲစုံစုံလေးဆွဲချမယ်နှစ်ခုကိုပေးထိမယ်နော်ဒါဒီ capital letter V small letter v small letter v ကိုကြတော့ဘယ်လိုရေးမှလဲဒီအပြာရောင်မြင်းလေးထဲမှာပဲစောနာကစုံစုံလေးဆွဲသလိုမျိုးတစ်ချက်နှစ်ချက်ဆွဲရမယ်ဒါဒီ small letter v ကဲပြီးရင်အောက်က v နဲ့စတဲ့စလုံးလေးလိုက်ကြည့်မယ်နော် V A S E vase V A S E vase ပန်အို V I O L I N violin V I O L I N violin တရော umbrella T ankle ဦးလေး vase ပန်အို violin တရောကဲပြီးတော့ဒီဘက်က trace and write trace and write ဆိုတာကဒီမှာဒေါက်တာမြင်းနဲ့ပေါ့နော်အဆက်ချလေးဆွဲထားတယ်အရာလေးတွေပေးထားတယ်အဲ့ဒါကိုမှကိုကလိုက်ပြီးတော့ရေးရမှာကဲဒီမှာဒါဒီ capital letter U small letter U capital letter V small letter V ဒါလေးတွေလိုက်ရေးမယ်နော်ပြီးရင်အောက်က listen and take နားထောင်မယ်ပြီးတော့ tick ချစ်ရမယ်ပေါ့နော်အမှတ်ကလေးချစ်ရမယ်ကဲဒီမှာပုံလေးတွေပြထားတယ်ဒီမှာ U နဲ့စတဲ့စလုံးရယ် V နဲ့စတဲ့စလုံးလေအဲ့ဒါကိုမှကဲ anchor ဆိုရှင်ဘယ်ဟာလုံးဘယ်အလုံးဖြစ်မှာလဲဒီဘက်ကအဲ့ဒါလေးဝိုင်းပြမယ်เนาะ umbrella ဆိုရှင်ဒါလေးဝိုင်းပြမယ် violin ဝိုင်းမယ်တရောဝိုင်းမယ် vase ဆိုရှင်ပန်အိုးကိုဝိုင်းမယ်ကဲပြီးရင်အောက်က tick ကန်စေးမှာလည်းအဲ့လိုပဲဒီမှာ umbrella ဆိုရှင်ဒါဘာနဲ့စတာလဲ U နဲ့စတယ် U နဲ့စတဲ့စလုံး umbrella ကဲဒီဘက်မှာ V နဲ့စတဲ့စလုံးဘာဖြစ်မလဲ vase ပြီးအောက်က write and say ရေးမယ်တဲ့ပြီးရင်ပြောမယ်ဒီမှာပုံလေးပြထားတယ်ဦးလေးပုံလေးပြထားတယ်ပြီးတော့ NCLE ပေးထားတယ်အရှိကအပေါက်ဖြစ်နေတယ်ဘာလို့လဲ U လို့နေတယ်เนาะအဲဆိုတော့ U လေးကိုထည့်လိုက်မယ်အဲဆိုဘယ်လိုခေါ်လဲသူ့ကို anchor ကဒီမှာလည်းအဲ့လိုပဲတရောပုံလေးပေးထားတယ်အရှိကစလုံးအစကိုအပေါက်ဖောက်ထားတယ်အနောက်က I O L I N ရေးထားတယ်ဘာလို့နေလဲ V လေးကိုထည့်လိုက်မယ်ဘယ်လိုခေါ်လဲတရောကို violin ရမယ်เนาะ